မာမစီလိုဆူတောင်းရမယ့်ဘာဘာဗန်ဂါရဲ့ထိတ်လန့်ပွဲရ2026ဟော့ဂိမ်းများဘာလို့လုံးနဲ့2025ခုနှစ်ကကုန်ပြီးတော့2026ခုနှစ်ထဲကိုရောက်ဖို့ကတလတော့မှမလိုတော့ပါဘူး။တင်က17လလုံးလုံးအချိန်ဖြုံးခဲ့ပြီးပြီဆိုရင်တော့နေကိုရီမန်ချက်အသစ်တွေကထပ်ရေးဖို့အချိန်ကပြန်လည်ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။ဒီနေ့ကြောင်ရကအဲ့ဒီရီမန်ချက်တွေအကြောင်းတော့လည်းမဟုတ်ပါဘူး။2026ခုနှစ်မှာဘာဖြစ်မလဲဆိုပြီးတော့ဟော့ဂိမ်းထုတ်ထားတဲ့ဘာဘာဗန်ဂါရဲ့ရှေ့ဖြစ်ဟော်ရီပဲဖြစ်ပါတယ်။ဒီဗီဒီယိုထဲမှာဘာတွေပါဝင်နေပြီလဲ။စက်တွေကလူတွေကိုအစားထိုးလာတာကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ဖိအားပေးမှုတွေနဲ့တင်မာမှုတွေကမ္ဘာနဲ့ဘေးဒုက္ခအန္တရာယ်ကြာရမှုတွေစသဖြင့်ကြောက်စရာကောင်းတဲ့ဟော့ဂိမ်းတွေကအဓိကပါဝင်လို့နေကြတာပါလူသားတွေအတွက်အကျိုးရှိတဲ့အခြားဟော့ဂိမ်းတွေကလည်းရှိနေခဲ့ပါတယ်မကောင်းတဲ့ဟော့ဂိမ်းတွေကိုတော့ဖြစ်မလာစေပါနဲ့လို့ဆုတောင်းရပါလိမ့်မယ်ဒီဆုံးကတော့လူတွေရဲ့အလောက်ကိုင်ခွင့်လန်းကိုစက်တွေနဲ့အစားထိုးသွားလိမ့်မယ်ဆိုတဲ့ဟော့ဂိမ်းတွေပဲဆက်လိုက်ချင်ပါတယ်တကယ်တော့ဒီဟော့ဂိမ်းက2024-2025ခုနှစ်မှာစတင်လုပ်နေကြတာဖြစ်ပါတယ်2025ကတော့ပို့ပြီးတော့တိတာလာခဲ့ပါတယ်ဒီအကြောင်းထဲမှာ AI နည်းပညာတွေကခက်မြက်မြက်နဲ့ဖွံ့ဖြိုးလာတဲ့အချိန်မှာပို့ပြီးတော့ဆိုးသွားခဲ့ရတာပါ AI နဲ့ဆက်ရန်တရားကြီးတွေကိုပေါင်းဆက်လိုက်တဲ့အချိန်မှာလုံသားတွေကလည်းဘေးရောက်လို့သွားခဲ့ရပါတယ်ဒီလိုမှဆိုရင်တော့ AI နဲ့ပဲအဓိကလက်ပတ်တဲ့စက်ရုံတွေကပုံများလာခဲ့တာပါအခြားဖွံ့ဖြိုးပြီးနိုင်ငံအချို့မှလည်းအဲ့ဒီအတိုင်းပါပဲ Amazon တို့လို company ကြီးတွေကလည်းဝန်ထမ်းတွေကို short ချပြီးတော့ AI ကိုစားထုတ်လာတာတွေကရှိလာခဲ့ပါတယ်ဒီရဲ့ကိစ္စကစက်ရုံအကြီးတွေကိုပဲထိခိုက်တာကလည်းမဟုတ်ခဲ့ပါဘူးလက်လီရောင်းဆိုင်တွေကိုလည်းထိခိုက်လာခဲ့တာပါဝယ်စားမှုပေးတဲ့နေရာမှာဝန်ထမ်းမငါကြတော့ပါဘူး secretary တွေနဲ့ပဲအစားထိုးလာခဲ့ကြတာပါဒီလိုပြောလို့တပိုင်းတနိုင်လုပ်ငန်းတွေကလွတ်နေကြတာတော့လည်းမဟုတ်ခဲ့ပြန်ပါဘူး AI ကြောင့်မလို့သွေးဝိုက်ထိခိုက်တာတွေကရှိလာခဲ့ပါတယ် customer ရဲ့ email တွေကိုပြန်ဖြေဖို့ဖန်တီးထားတဲ့ယာတို့တွေကလည်းပြောက်ကွယ်လို့တွားခဲ့ရပါတယ်ဖြောပြေးနေပဲကလည်းအဲ့ဒီရဲ့အပြောင်းလဲရဲ့တန်ကိုခံနေခဲ့ရပါတယ်ရိုင်းနဲ့ဖန်တီးထားတဲ့ကြော်ညာတွေကဖန်တီးတို့အချို့ကိုချောင်းပို့လိုက်ခဲ့တာပါရုပ်ရှင်ဂီတစာပေနယ်ပယ်တွေမှာဆိုရင်လည်း AI ကြောင့်မလို့ပြောင်းလဲလာမယ့်အခြေအနေတွေကရှိလာလို့နေခဲ့ပြီဖြစ်ပါတယ်နောက်ဆိုရင်တော့ပို့ပြီးတော့မှပြောင်းလဲသွားခဲ့မှာပါအပြောင်းလဲနဲ့လိုက်လျောညီထွေမဖြစ်တဲ့သူကတော့ကြံရစ်နေခဲ့မှသိချနေပါတယ်လက်ရှိမှာဆိုရင်လည်း Magic Studio နှစ်ခုကသူတို့ရဲ့ project တွေမှာ AI ရဲ့ကူညီကိုအဓိကယူထားတဲ့ဆိုပြီးတော့မှတရားဝင်ထုတ်ဖော်ပြောဆိုခဲ့ရတာပါ။ဒီကဆိုရင်တော့ project တစ်ခုကိုဒါဇင်နဲ့ချီတဲ့ဖန်တီးတဲ့သူတွေကစုပေါင်းပြီးတော့လုပ်ခဲ့ကြရတာဖြစ်ပါတယ်။ AI နည်းပညာတွေကအရန်ကိုကျန်းလာခဲ့တဲ့အချိန်မှာတော့လူနှစ်ယောက်တစ်ပိုင်းနဲ့ပဲဖန်တီးလို့ရသွားခဲ့ပြီလည်းဖြစ်ပါတယ်။ဘိုးဆိုတာကတော့2026ခုနှစ်ထဲမှာအဲ့ဒီရဲ့ပြောင်းလဲကအရန်ကိုမှမျက်စံသွားမှာဖြစ်ပါတယ်။ခင်ဗျာညီမလိုက်နိုင်တဲ့သူကတော့လုံးဝကိုမှကြံနေရစ်ခဲ့မှာပါ။ဒီပညာနဲ့ security တွေကိုတိတ်မသုံးနိုင်တဲ့ဖွံ့ဖြိုးဆဲနိုင်ငံလေးတွေကအထီးတိတ်မနာဘူးဆိုပေမဲ့တက်တာမှတော့လည်းမဟုတ်ပါဘူး။လူရဝဲဆွဲ400တခိုးတောင်းလူမျိုးဖြစ်သွားမှာဖြစ်ပါတယ်။ပြောမယ်ဆိုရင်တော့အဲ့ဒီရဲ့ hall game ကတော့အနေနဲ့အမြန်ဖြစ်လာနိုင်ပါတယ်။မာပါစီလို့ဆူတောင်းလို့ရတဲ့အခြေအနေတော့လည်းမဟုတ်တော့ပါဘူး။အပြောင်းလဲတွေမှာလိုက်ပါနိုင်ဖို့ကိုပဲကြိုးစားရတော့မှာဖြစ်ပါတယ်။မော်ရင်လေလီပြောင်းနောက်ဆုံးတရုပ်ဆောင်ထားတဲ့ No Other Choice ဇာကားတွေကလိုပဲကြံဖန်ရနိုင်ခြေတွေကလည်းရှိနေခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်ပါနောက်ခေါင်းစဉ်တစ်ခုကိုဆက်လိုက်ကြပါမယ်။အခုကတော့ကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ PR ပေးမှုနဲ့ပဋိပက္ခတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘဘဗန်ဂါရဲ့2026ဟော့ဂိမ်းမှာငကားတစ်ကောင်ကအာဏာရလာမယ်လို့ပြောပြခဲ့တာပါကမ္ဘာနိုင်ငံရေးစကုံပုံမှာတော့ငကားဆိုတာကတရုတ်ကိုကိုစားပြုပါတယ်တရုတ်ကလည်းအဲ့ဒီရဲ့နောက်ပိုင်းခက်ဆွာဆွာနဲ့ဖြစ်လာခဲ့တာပါနောက်ပြီးတော့နိုင်ငံကြီးတွေနဲ့မဟာမိတ်ကလည်းဖွဲ့ထားနိုင်ခဲ့ပါသေးတယ်အဲ့ဒါကတော့ BRICS အဖွဲ့ပဲဖြစ်ပါတယ်ဘရာဇီးရုရှားအိန္ဒိယတရုတ်နဲ့တောင်အာဖရိကတို့ပဲဖြစ်ပါတယ်အစာကလေးကနေရုရှားနဲ့ပူးကတ်တဲ့မဟာမိတ်ဆက်ဆံရေးကလည်းရှိခဲ့ပါတယ်ပြီးတော့လည်းမြောက်ပေးရင်သူ့စားမိုက်ပေးမဲ့မြောက်ကိုရီးယားကိုထဲသွက်ထားလို့ကလည်းမရပြန်ပါဘူးနောက်ပြီးတော့ BRICS အဖွဲ့ကလည်းအားပိုကောင်းလာခဲ့တာဖြစ်ပါတယ်အင်ဒိုနီးရှားကိုအဖွဲ့ဝင်အသစ်ဖြစ်တရားဝင်ထည့်သွင်းခဲ့တယ်လို့မိတ်ဖက်နိုင်ငံ17နိုင်ငံကိုလည်းကြိုးဆိုခဲ့တာပဲဖြစ်ပါတယ်။အဲဒီအဖွဲ့အစည်းကကမ္ဘာ GDP ရဲ့45%ကျော်ကိုပိုင်ဆိုင်ထားခဲ့တာပါ။တပတ်လူဦးရေရဲ့ထက်ဝက်ကျော်ကိုမှကိုစားပြုထားခဲ့တာဖြစ်ပါတယ်။လူရန်ကိုများပြားတဲ့နိုင်ငံတွေပါနေလို့ပဲဖြစ်ပါတယ်။အဲဒီအဖွဲ့ရဲ့အဓိကရွေးချက်ကတော့ American စိုးမိုးရေးကိုတံပြန်တိုက်ဖြတ်ဖို့ပဲဖြစ်ပါတယ်။ American ဒေါ်လာကိုဈေးကြောင်းလုံးမဲ့အဖွဲ့ပဲဖြစ်ပါတယ်။ American ကလည်းခက်တင်းပဲဖြစ်ပါတယ်။ဒီအဖွဲ့နဲ့ဆက်ဆက်နေတဲ့နိုင်ငံတွေကိုအခွန်တိုးကောက်မယ်လို့ပြန်ပြီးတော့ချိန်ချောက်လိုက်ခဲ့ပါတယ်။ဒီလိုနဲ့ပဲကမ္ဘာအင်အားချိန်ခွင်ရှာကအားပြိုင်နေကြတာပါ။အခုတော့လည်းငကားဆိုတဲ့ hall game နဲ့ဆက်တာကိုပဲအာရုံစိုက်လိုက်ပါမယ်။အဲဒီငကားအကြောင်းမလို့ပဲနိုင်ငံတကာပဋိပက္ခတွေကကြီးမားလာလိမ့်မယ်လို့လည်း hall game ထုတ်ထားခဲ့တာဖြစ်ပါတယ်။သူပြောရနောက်ထပ်ကမ္ဘာစစ်ကိုဦးတည်သွားနိုင်တယ်လို့လည်းဆိုပါတယ်။လက်ရှိမှာဆိုရင်လည်းထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးတော့တရုတ်နဲ့ဂျပန်တို့ကညှိနေခဲ့ကြပါတယ်။တရုတ်ကြီးကလည်းတပြည်တော်မူဝါဒကိုထိပါမယ်ဆိုရင်တော့ဘာလို့မဲ့ညာလို့မဲ့နဲ့ချင်းချောင်းနေခဲ့တယ်လို့ဂျပန်ကြီးကလည်းထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးတော့ယက်တီချက်တွေကိုလည်းမပြင်းဘူးလို့အခိုင်အမာကမှပြောဆိုနေကြတာပါ။အချိန်လေးကတော့သူရှိုးကိုရှိုးအချိန်လေးပဲဖြစ်ပါတယ်။တရုတ်ကတော့သူ့ကြောင့်သိရအောင်ဆိုပြီးတော့ဂျပန်ကိုခီးသွားခွင့်ကိုတားမြစ်ထားခဲ့ပါတယ်။ဂျပန်ပုံကုန်တွေကိုလည်းပိတ်ပစ်လိုက်တာဖြစ်ပါတယ်။ကမ္ဘာနိုင်ငံကျွမ်းကျင်တဲ့သူတွေကလည်းအဲ့ဒီရဲ့ပဋိပက္ခတွေကကမ္ဘာစစ်ကြီးကိုဦးတည်သွားနိုင်တယ်လို့ခံမှန်းချက်ပေးထားခဲ့ကြတာပါ။ဖြစ်ခဲ့မဲ့ဆိုရင်လည်းကြောမွဲနိုင်ငံတွေကဘာမှကိုမှမတတ်နိုင်ခဲ့ပါဘူး။ချစ်ချင်တာဖြစ်မောင်းပါချစ်လို့ပဲသဘောထားရမှာဖြစ်ပါတယ်။နောက်ထပ်ဟော်ဂင်းကတော့2026ခုနှစ်မှာလူတွေကအစုလိုက်အပြုံလိုက်ရွှေ့ပြောင်းအခြေချလိမ့်မယ်လို့ဆိုထားခဲ့ကြတာပါ။ဝင်းတုံးကတော့လူတွေကအရေးကြီးရာမျက်နှာရရွှေ့ပြောင်းနေတတ်ကြပါတယ်။အဲဒီကနေပဲနည်းနည်းတိုးတက်လာတော့မြို့ပြနိုင်ငံတွေကိုထူထောင်ပြီးတော့အခြေချနေထိုင်ခဲ့ကြပါတယ်။အဲဒီမှာအစဉ်ပြေနေတဲ့၍ပြောင်းကျင်ကြတာမဟုတ်ပါဘူး။အခုထိလည်းအဲ့ဒီအတိုင်းမှာပဲအဲဒါကြောင့်မလို့အစင်မပြေတာတွေရှိလာခဲ့မယ်ဆိုရင်တော့အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းကြရမှာဖြစ်ပါတယ်။အဲဒီလိုဖြစ်နေတဲ့အကြောင်းရင်းကများများဆဆလည်းမရှိပါဘူး။ကယောဂတဘာဝဘေးရန်တွေနဲ့
စစ်မှတ်ဖြစ်ပွားတာတွေကြောင့်ပဲအများဆုံးကဖြစ်နေပါတယ်။ကယောဂါကတော့ခုနောက်ပိုင်းစီးပညာတွေတိုးတက်လာတဲ့အတွက်မရွှေပြောင်းမနဲ့နေလို့ရတဲ့နေတွေရှိလာခဲ့ပါပြီ။ကိုဗစ်တုန်းကဆိုရင်လည်းရွှေပြောင်းဖို့နေနေတတ်ရောက်ရနေရမှာပဲဖင်ပူအောင်ကမှထိုင်နေကြရတာပါ။တဘာဝဘေးနဲ့စစ်ဘေးကတော့အာမခံချက်ရှိမနေခဲ့ပါဘူး။တဘာဝဘေးဆိုရင်လည်းတစ်နှစ်ထက်တစ်နှစ်ကပိုဆူးလာသလားလို့တော့မှထင်မှတ်ခဲ့ရပါတယ်။2015ခုနှစ်ပထမဆုံးနှစ်ဝက်အတွင်းမှာပဲအမေရိကန်ကရာသီဥတုဘေးရန်ရဲ့14ကြိမ်ဒီကမှဖြစ်ခဲ့ရတာပါ။အဲဒီအတွက်ထိခိုက်ဆုံးရှုံးမှုကဒေါ်လာဘီလီယံနဲ့ချီပြီးတော့ရှိခဲ့တာပါ။အလီတော်မီလောင်နာလေးတစ်ခုရဲ့တင်ဆုံးရှုံးမှုကဒေါ်လာ61ဘီလီယံကျော်ထိကိုမှရှိလာခဲ့တာပါ။ဒီကမ္ဘာလုံးတိုင်းတာနဲ့ဆိုရင်တော့2025ရဲ့ပထမဆုံး6လမှာထိခိုက်ဆုံးရှုံးခဲ့ရတဲ့ပမာဏကဒေါ်လာ131ဘီလီယံကျော်လောက်ထိကိုမှရှိတယ်လို့လည်းခန့်မှန်းထားကြပါတယ်။ဒီနေ့မက်ချ်လာတုန်းကလည်း9.9ပြင်းအားငလင်လုံးလို့အများကြီးကမှထိခိုက်ခဲ့ရတယ်ဆိုတာကိုကောင်းကောင်းကြီးကမှသိကြမှာဖြစ်ပါတယ်။အတန်ဆုံးရှုံးခဲ့ရတဲ့လူတွေကလည်းလုံးဝကမှမနှဲခဲ့ပါဘူး။ဒီနေ့စက်တင်ဘာလအထိအချက်လက်တွေရဆိုရင်တော့မီးတောင်ရှင်44လုံးကလှုပ်ရှားနေတယ်လို့သိရပါတယ်။ခြေကြီးမှုကလည်းမထူပါဘူး။မုန်တိုင်းတွေကလည်းပိုပြီးတော့စိတ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းကျော်တစောင်းမုံအထိမုန်တိုင်းတွေကမပြတ်ခဲ့တာကိုလည်းသတိရကြမှာဖြစ်ပါတယ်။2024ခုနှစ်တုန်းကအဲ့ဒီလိုအကြောင်းမျိုးမျိုးကြောင့်မလို့လူပေါင်း83သန်းကျော်ကသူတို့ရဲ့ကိုယ်ပိုင်နိုင်ငံတွေအတွင်းမှာပဲရွှေပြောင်းနေထိုင်ခဲ့ကြရတယ်လို့လည်းသိရပါတယ်။ Baba Vanga ရဲ့ Hurricane ရကတော့2026ခုနှစ်မှာပိုပြီးတော့မှစိုးမဲ့ပုံမျိုးကိုဖြစ်နေခဲ့ရတာပါ။အဲ့ဒီ Hurricane ကိုတော့မအားပါစေလို့လေးလေးနက်နက်ပဲဆူတောင်းရမှာပဲဖြစ်ပါတယ်။နောက်ထပ် Hurricane ကတော့နက်နဲလို့တွားခဲ့ပြီးဖြစ်ပါတယ်။2026ခုနှစ်မှာလူသားတွေကစိတ်ချင်းဆက်သွင်းနေတဲ့စွမ်းရည်တွေကရှိလာလိမ့်မယ်လို့ဆိုထားခဲ့ကြတာပါ။တယ်လီပတီကိုပြောတာပဲဖြစ်ပါတယ်။အရင်ကဆိုရင်တော့ဒါမျိုးကိစ္စကဂမ်ဘီယာကြီးစင်တွေနဲ့ပဲသက်ဆိုင်တာဖြစ်ပါတယ်။အခုတော့လေ Elon Musk က Neuralink ဆိုပြီးတော့စမ်းသပ်နေကြတာဖြစ်ပါတယ်။သူကတော့ပါဝင်သူ12ဦးကိုရင်းနှထောင်ကျော်နိုင်ပေါင်း15000ကျော်လောက်ကိုစမ်းသပ်လုပ်နေကြတာဖြစ်ပါတယ်။ရှားလက်တွေကလည်းအတော်လေးကမှတိုးတက်လာခဲ့ပါတယ်။ဥပမာအနေနဲ့ဆိုရင်တော့လေဖြတ်နေတဲ့စစ်မှုထမ်းဟောင်းကအတွေးတွေနဲ့ကွန်ပျူတာစမတ်ဖုန်းတွေကိုထိန်းချုပ်လာနေတာဖြစ်ပါတယ်။အခြားပါဝင်တဲ့သူတွေကလည်းအုံနောက်ကနေတွေးလိုက်တာနဲ့ AI ကစာရိုက်ထုတ်ပေးတဲ့အဆင့်တွေအထိကမှရောက်လာနေကြတာဖြစ်ပါတယ်။နောက်ပြီးတော့မျက်မမြင်တွေကအမြင်အာရုံပြန်ရလာဖို့အတွက်ကလည်းအခြေအနေတွေကကောင်းလို့နေကြတာဖြစ်ပါတယ်။တရုတ်ကလည်းအဲ့ဒါမျိုး project ကိုစမ်းသပ်နေကြတာပါ။အုံနောက်နဲ့ကွန်ပျူတာကိုချိတ်ဆက်ပြီးတော့လုပ်ငန်းတွေကိုလှုပ်ဆောင်စေတဲ့စနစ်မျိုးပဲဖြစ်ပါတယ်။လက်ရှိမှာတော့အုံနောက်နဲ့ဆက်တွေကိုပဲချိတ်ဆက်နိုင်သေးတယ်ဆိုပေမဲ့ပိုပြီးတော့တိုးတက်လာခဲ့မယ်ဆိုရင်တော့အုံနောက်ချင်းချင်းစာပါနဲ့ချိတ်ဆက်ပြီးစိတ်ချင်းချိတ်ပြီးတော့စကားပြောရမျိုးတွေကလည်းရှိလာနိုင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းခုနမဲကြီးနေတဲ့ Derivative Zealand တွေကလည်းပဲလူတွေအားလုံးကစိတ်ချင်းဆက်သွင်းနေပြီးတော့တယောက်အကြောင်းကိုတယောက်ကအကုန်သိနေတယ်ဆိုရင်တော့နည်းနည်းလေးခွက်ကြသွားလိမ့်မယ်လို့ကျွန်တော်ကတော့ထင်မြင်မိပါတယ်။ဘာဖြစ်ဖြစ်ဒီရဲ့ Hurricane ကတော့ကြိုးစိုးရမယ် Hurricane မှာပဲနောက်လာမယ့် Hurricane လေးကလည်းသတင်းကောင်းပဲဖြစ်ပါတယ်။2026ခုနှစ်ထဲမှာကိုရင်ကစိုက်ပျိုးခြင်းအစားထိုးခြင်းကိစ္စတွေကတိုးတက်လာလိမ့်မယ်လို့လည်းဆိုခဲ့တာပါ။တကယ်တော့အဲ့ဒီရဲ့ကိစ္စကအစောပိုင်းနှစ်တွေကတည်းကနေစူးစမ်းခဲ့ကြတာပါ။ဒီ2025ခုနှစ်မှာဆိုရင်တော့တိုးတက်မှုတွေကတွေ့လာခဲ့ရပါတယ်။မျိုးရိုးဗီဇပြင်ဆင်ထားတဲ့ဝက်ကြောက်ကတ်တွေကိုလူသားတွေမှာဘေးကင်းကင်းနဲ့အစားထိုးနိုင်မလားဆိုတာကိုလည်းစမ်းသပ်နေကြကြတာဖြစ်ပါတယ်။အဲဒီအတွက်ပဲ FDA ရဲ့ခွင့်ပြုချက်ကိုလည်းရယူထားနိုင်ခဲ့ကြတာပါ။စမ်းသပ်မှုတွေရမျိုးရိုးဗီဇ69ခုထိပြုပြင်ထားတဲ့ဝက်ကြောက်ကတ်ကိုအသက်66နှစ်အရွယ်လူနာတဦးမှာအစားထိုးခဲ့တဲ့အချိန်မှာအဆင်ပြေနေတာကိုလည်းတွေ့လိုက်ခဲ့ရပါတယ်။ FDA ကတော့အဲဒီနီလန်းကိုစံနှုန်းအဖြစ်သတ်မှတ်နိုင်ဖို့နောက်ထပ်လေ့လာမှုတွေကိုလည်းထပ်လုပ်နေခဲ့တာဖြစ်ပါတယ်။တကယ်လို့ဖြစ်ခဲ့မယ်ဆိုရင်တော့ဝက်ကြောက်ကတ်ကလူတွေရဲ့ခန္ဓာကိုယ်ထဲမှာနှစ်30လောက်သုံးနိုင်လိမ့်မယ်လို့မျှော်လင့်ထားခဲ့ကြပါတယ်။နောက်ပြီးတော့လည်းမျိုးရိုးဗီဇပြင်ဆင်ပြီးတော့လူတွေရဲ့စီမှာသုံးလို့ရအောင်လုပ်နေကြတဲ့အခြားသုတေသနတွေကလည်းရှိနေခဲ့ပါသေးတယ်။အဲဒီရဲ့ကိစ္စတွေကသာအောင်မြင်သွားခဲ့မယ်ဆိုရင်တော့လူသားတွေရဲ့သက်တမ်းကိုလည်းဆွဲဆက်နိုင်လိမ့်မယ်လို့လည်းမျှော်လင့်ထားခဲ့ကြပါတယ်။အဲဒီဟောင်းရင်ကတော့ကြိုးစိုးရမယ့်ဟောဂိမ်းပဲဖြစ်ပါတယ်။ဝက်ကလီစာဒိုတိုးကြိုက်တဲ့သူတွေအတွက်လောက်ပဲသတင်းစိုးဖြစ်မှာဖြစ်ပါတယ်။အခုတော့လည်းနောက်တဟောဂိမ်းတစ်ခုကိုရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။အဲဒါကတော့2026ခုနှစ်မှာဂျိုသားတွေနဲ့အဆက်အသွယ်ရလာမယ်ဆိုတဲ့ဟောဂိမ်းပဲဖြစ်ပါတယ်။အဲဒီအကြောင်းအရာကတော့အငင်းပွားစရာဖြစ်ခဲ့တာကကြားလာပါပြီ။ American ဆိုရကအဲ့ဒါကိုအထူးလိုအပ်ထားတဲ့ဆိုတဲ့တန်ရာတွေကလည်းရှိနေခဲ့ပါတယ်။ Baba Vanga ရဲ့အဆိုရ2026ခုနှစ်မှာကြုံရမယ့်ကိစ္စကတော့တိတာထင်ရှားနေမှာဖြစ်ပါတယ်။အားကစားပွဲတစ်ခုမှာဖြစ်ပေါ်လိမ့်မယ်လို့လည်း Hawking ထုတ်ထားခဲ့တာပါ။2026ခုနှစ်မှာ Olympic ပွဲရှိနေတဲ့အတွက်အဲ့ဒါကိုရည်ညွှန်းတာလားကတော့လည်းမသိပါဘူး။မကောင်းတာတစ်ခုကတော့အဲ့ဒီရဲ့အဆက်အသွယ်ကကမ္ဘာလုံးဆိုင်ရာအကျယ်တန်းနဲ့ပျက်စီးမှုကိုဖြစ်စေလိမ့်မယ်ဆိုပြီးတော့လည်းပြောပြထားခဲ့တာဖြစ်ပါတယ်။အရင်လရီတုန်းကလည်း3 Atlas ဆိုတဲ့အုတ်ကပြန်လို့ဂျူသားပြန်လို့ Interstellar တစ်ခုကြောင့်မလို့ပွဲစုနေခဲ့တဲ့ကိစ္စတွေကလည်းရှိနေခဲ့မှုပါတယ်။အဲ့ဒီအရာကြီးကဒီဇင်ဘာလထဲမှာပဲကမ္ဘာနဲ့အနီးကဖျက်သွားမယ်ဆိုပြီးတော့လည်းခံမှန်းနေကြတာဖြစ်ပါတယ်။လက်ရှိအချိန်ထိကတော့ဘာမှမဖြစ်သေးပါဘူး။အဲ့ဒီဟောကိန်းကတော့တဝက်မှန်တဝက်မှာဖြစ်ပါစေလို့ဆုတောင်းရမှာဖြစ်ပါတယ်။ဂျူသားတွေကလာခဲ့ပြီးတော့အေဂျင့်တာရတဲ့သူတို့ရဲ့စီမှာဒုက္ခတွေခံယူခွင့်ပေးရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်။နောက်တဲ့ဟောကိန်းကတော့တဘောပတ်ဝန်းကျင်ပျက်စီးခြင်းနဲ့မင်းတို့လှုပ်ရှားမှုတွေကပို့ပြီးတော့ဖြစ်လာလိမ့်မယ်ဆိုတဲ့ဟောကိန်းပဲဖြစ်ပါတယ်။2025ခုနှစ်ပထမ6လမှာတင်တဘာဝဘေးရန်နေရာတွေကအတော်လေးကိုမှဖြစ်ခဲ့တယ်ဆိုတာကိုအရှိမလေးပြောပြခဲ့မှုပါတယ်။ပြောရမယ်ဆိုရင်တော့တစ်နေ့ထက်တစ်နေ့တဘာဝဘေးရန်နေရာတွေကပိုဆိုးလာတဲ့သဘောမျိုးပဲဖြစ်ပါတယ်။အဲဒါကလည်းအကြောင်းရင်းကတော့ရှိနေခဲ့ပြန်ပါတယ်။ရာသီဥတုဖောက်ပြန်တာတွေကပိုဆိုးလာနေခဲ့ပါတယ်။ခေတ်စနစ်ပြည့်ဝမှုတွေကပိုပြီးတော့ဖြစ်လာနေခဲ့ပါတယ်။မိုးနေတဲ့နေရာတွေမှာရှည်ကြီးပြီးတော့အမြဲကမှစိမ့်လန်းနေတဲ့နေရာတွေမှာမိုးကောင်6တွေ့တာတွေကလည်းပိုပြီးတော့တွေ့လာနေခဲ့ရတာပါ။ဒီအကြားရင်ငလင်လောက်တာကလည်းပိုပြီးတော့စိတ်လာခဲ့ပါတယ်။မင်းအောင်ပေါက်ကွဲရတဲ့အကြောင်းရင်းတွေထဲမှာလည်းငလင်ကလည်းအဓိကကျနေခဲ့တာပါ
နောက်ပြီးတော့ငလင်လောက်ရတဲ့အကြောင်းရင်းကတဘာဝအတိုင်းဖြစ်တယ်လို့ဒီရီကြောင့်မလို့ဖြစ်ရတာတွေမျိုးကလည်းရှိနေခဲ့ပြန်ပါတယ်။တဘာဝအတိုင်းဖြစ်တာကကဘာကြောက်ဖျားကြီးတွေကရွှေလျားနေခဲ့ပြီးတော့အချင်းချင်းတွန်းတိုက်မိလို့ဖြစ်နေခဲ့ရတာပါ။လူကြောင့်ဖြစ်ရတာကတော့မိုင်းခွဲလို့ဘုံခွဲလို့ဆယ်ကြီးတွေကိုစောက်လို့စားတဲ့ကိစ္စတွေကြောင့်မလို့ပဲဖြစ်ခဲ့ရတာပါ။ဆိုတော့အဲ့ဒါကဟောဂိမ်းမထုတ်ရင်တော့မှတနည်းမဟုတ်တနည်းနဲ့ကတော့ကြုံကြရမှာဖြစ်ပါတယ်။အပေလေးကတော့သတင်းကောင်းနေပဲပိတ်လိုက်ရမှာပါ။2026ခုနှစ်ထဲမှာအကန်တန်မဲ့တန်ရှင်းစွမ်းအင်တွေတွေးလိမ့်မယ်ဆိုပြီးတော့ဟောဂိမ်းထုတ်ထားခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့လောင်စာစွမ်းအင်၊နျူကလ িয়ার စွမ်းအင်၊ပြန်လည်ပြည့်ဖြိုးမြန်စွမ်းအင်တွေကိုအဓိကတောင်းနေကြကြပါတယ်။ဘဘဗင်ဂါရဲ့ဟောဂိမ်းရ2026ခုနှစ်ထဲမှာလုံးဝတစ်လွင်တဲ့တန်ရှင်းစွမ်းအင်အရင်းမြစ်အဲ့ဒါကိုလည်းအကန်တန်မဲ့ထုတ်ယူနိုင်လိမ့်မယ်လို့ဟောဂိမ်းထုတ်ထားခဲ့ကြတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်းအဲ့ဒီလိုစွမ်းအင်မျိုးရဖို့ကြိုးစားနေခဲ့ကြပါတယ်။ SPSP လို့ခေါ်တဲ့နေမှာတော့နေအောင်ကြီးကိုအာကာသထဲမှာစူးစီးပြီးတော့ကမ္ဘာစီကို microwave အပြစ်ပို့ပြီးအဲဒီကနေမှတဆင်လက်စစ်စွမ်းအင်ကိုပြန်ပြောင်းဖို့လုပ်နေတာရှိတယ်လို့အခြားလာလာကောင်းတဲ့ project တစ်ခုကလည်းရှိနေကြတာပဲဖြစ်ပါတယ်။အဲဒါကတော့ fusion စွမ်းအင်ပဲဖြစ်ပါတယ်။ဒီနေ့ထဲမှာဆိုရင်တော့အဲ့ဒီရဲ့ project ကတိုးတက်မှုတွေကရှိလာခဲ့ပါတယ်။ဘယ်လိုလုပ်လို့လဲဆိုရင်တော့လောင်စာကိုနေထက်ပူအောင်အပူပေးပြီးတော့အဲ့ဒီရဲ့ plasma လို့ခေါ်တဲ့အရာကိုဓာတ်ပေါင်းပုံနေရန်နဲ့မထိအောင်ထိမ့်သိမ်းထားတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ February လတော့ကလည်းပြင်သစ်မှာရှိတဲ့ဓာတ်ခွဲခန်းကအဲ့ဒီရဲ့ plasma ကို22မိနစ်ကျော်အောင်ကိုထိမ့်သိမ်းထားခဲ့ပြီးတော့ကမ္ဘာစံချိန်လေးတင်နိုင်ခဲ့ပါတယ်။ဒီစတင်မာလာထဲမှာပဲ American စွမ်းအင်ကုမ္ပဏီတစ်ခုကလည်း fusion ငယ်လေးကိုစတင်လဲပတ်နိုင်ပြီလို့ကြေညာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ investor တွေကလည်းဝိုင်းပြီးတော့ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ fusion စွမ်းအင်အလုပ်ဖြစ်သွားခဲ့မယ်ဆိုရင်တော့အချိန်နဲ့အကြောင်းမလို့ဖြစ်ရတဲ့စစ်ပွဲတွေကရောနေလို့သွားခဲ့မှာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကတော့အကြမ်းမြင့်ဆေးရမာကြီးဘဘဗင်ဂါရဲ့2026ဟောဂိမ်းအကြောင်းပဲဖြစ်ပါတယ်။ဘဲချက်တွေကိုမန်စီကျင်ပြီးတော့ဘဲချက်တွေကိုမားစီကျင်လဲဆိုတာကိုလည်းမက်ချက်မှာဝင်းမြပေးခဲ့ဖို့ကိုလည်းဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။